ငါဒေါသထွက်တိုင်းငလရင်းရလှုပ်နေပါလားပေါ့နော်ရက်ဆွဲလေးနဲ့တို့တင်လိုက်တဲ့အချိန်မှာအဲ့လောက်ထိ share ပြီးတော့အဲ့လောက်ဖြစ်သွားမယ်ဆိုတာအမေရည်ရွယ်ချက်နဲ့ရေးခဲ့တာမဟုတ်ဘူးဆိုတာကနဦးပြောချင်တယ်ပေါ့နော်ဒါပေမဲ့ဒီငလရင်းသူမဒေါသထွက်ရင်ငလျင်လှုပ်တယ်ဆိုပြီးမီဒီယာရှေ့ထွက်ပြီးအရှက်မရှိပြောပြလာတဲ့ငကားရောင်ရောင်တိုက်ရောင်ရောင်ဖြစ်နေတဲ့အေမီဆန်ကိုမင်းညပိုင်းကဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပရိသတ်ကြီးအားလုံးမြင်လာပါ Secret Zone Channel လေးကနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ် online ပေါ်မှာနာမည်ကြီးဖို့အတွက်ငကတိုင်းမှာရောက်ရှိလာသူမသိသူမတတ်တာမရှိတဲ့အေမီဆန်ကတော့28ရက်နေ့ကမြန်မာနိုင်ငံမှာပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်စိတ်တော့ကမျိုးစုံရောက်နေတဲ့ပြည်သူတွေကိုအာမနာပဲယူးကြောင်ကြောင်ကွက်ရွှေ့လိုက်တဲ့ငကားယူတိုက်ယူအေမီဆန်ကတော့ငလျင်လှုပ်ခတ်ပြီးနောက်မှာပဲအင်တာဗျူးဖြေခဲ့တာဖြစ်ပါတယ်သူမပြောဆိုခဲ့တာကတော့သူမစိတ်ဆိုးရင်ငလျင်လှုပ်တယ်ဆိုပြီး online ပေါ်မှာနာမည်ကြီးဖို့အတွက်ပောက်ပြရတွေပြောဆိုလာတဲ့အေမီဆန်ကိုမင်းညပိုင်းကပဲဖမ်းဆီးလိုက်တယ်လို့သိရပါတယ်ပရိသတ်ကြီး